နောက်နေ့မနက်မှာဖျားရှင်စီကိုဂုရုကြီးကရောက်လာခဲ့ပြီးတင်းကဒီကိုရောက်နေတာကိုကျွန်တော်ရဲ့တပည့်တွေကိုတရားဟောနေစဉ်မှာတေမရှိတောင်သတိထားမိတယ်လို့ဆိုတဲ့အခါမှာဖျားရှင်ကအဲ့ဒီနားမှာမနေလိုတာကြောင့်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းကိုဆိုခဲ့ပါတယ်ဂုရုကြီးကဘာကြောင့်လဲလို့မေးရမှာဂုရုကြီးရဲ့တရားစကားကိုနားထောင်ရင်းနဲ့မေကွန်းတွေပေါ်လာနိုင်ကြောင်းနဲ့တပည့်များစွာရှိမှဂုရုကြီးကိုမေကွန်းထုတ်ဖို့ကလည်းမသိတော်တာကြောင့်ပါလို့ဆိုခဲ့တာပါဂုရုကြီးကအခုဒီနေရာမှာဘယ်သူမှမရှိတာကြောင့်ကျွန်ုပ်တို့လွတ်လပ်စွာတရားဆွေးနွေးနိုင်ပါတယ်လို့ဆိုတဲ့အခါမှာဘုရားရှင်ကလောကမှာဒုက္ခဆိုတာတကယ်ရှိကြောင်းကိုယုံကြည်သလားလို့မေကွန်းထုတ်လိုက်ပါတယ်ဂုရုကြီးကဒုက္ခတကယ်ရှိပါတယ်လို့ဆိုတဲ့အခါမှာဘုရားရှင်ကအဲ့ဒီဆင်းရဲဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားရှိတယ်ဆိုတာကိုရောလက်ခံပါသလားလို့မေးမြန်းပါတယ်ဂုရုကြီးကလည်းလက်ခံပါကြောင်းဆိုတဲ့အခါမှာဒါဟာအကြောင်းရှိလို့အကျိုးဖြစ်ခြင်းသာဖြစ်ပြီးဒုက္ခဖြစ်ခြင်းအကြောင်းတရားကိုပယ်တတ်နိုင်ရင်ဒုက္ခအားလုံးကလည်းငြိမ်းသွားလိမ့်မှာဖြစ်ကြောင်းဥပမာအနေနဲ့အမောင်တုဟာအလင်းရောင်ကြောင့်ပျောက်ကွယ်သွားသလိုပါပဲလို့ဆိုခဲ့ပါတယ်ဂုရုကြီးကတင်ဟာကြားဘူးနာဝရှိတဲ့စကားကိုဆိုခြင်းမဟုတ်တင်ကိုယ်တိုင်သိမြင်ခဲ့တဲ့အရာကိုဝေမျှနေခြင်းဆိုတာကျွန်တော်ယုံကြည်ပါတယ်တင်ဟာလွတ်မြောက်အောင်လမ်းကိုညွှန်ပြနိုင်သူဖြစ်တယ်လို့တင်ကိုတင်လဲကောင်းစွာသိမြင်နိုင်ကြောင်းကိုလက်ခံပါတယ်ဒါပေမဲ့ကျွန်တော်မှမေးခွန်းတစ်ခုတော့ရှိနေပါသေးတယ်အားလုံးလက်ခံထားကြတဲ့ဘာသာရေးယုံကြည်မှုတွေနဲ့ရိုးရာဓလေ့ပူဇော်ပွဲတွေဟာတကယ်ပဲအတိတ်ပဲမဲ့နေသလားဆိုပြီးတော့မေးခဲ့ပါတယ်ဒီကမှာဘုရားရှင်ကအနီးနာကမြစ်ကိုညွှန်ပြကလူတယောက်ကဒီမြစ်ကိုဖြတ်ကူးပြီးတစ်ဖက်ကန်းကိုရောက်ချင်ရင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြန်ပေးလိုက်ပြီးဂုရုကြီးကမြစ်ကိုဖြတ်ပြီးတစ်ဖက်ကန်းကိုရောက်လို့ရေကူးရတော့၎င်းလှေနဲ့တော့၎င်းဖြတ်ကူးနိုင်ပါတယ်လို့ဆိုခဲ့ပါတယ်ဘုရားရှင်ကအဲ့ဒီလူဟာရေလဲမကူးနိုင်သလိုလှေလဲမလော်ခြင်းပဲဘုရားသခင်ကိုတိုင်တယ်ကမြစ်တစ်ဖက်ကန်းကသူ့စီလာပါစေလို့တောင်းစုပြုတ်နေရင်ဘယ်လိုခေါ်မလဲလို့ဆိုလိုက်တာပါရသေးကြီးကဒါဆိုရင်အဲ့ဒီလူဟာမိုင်မဲဆုံးလူသားပါပဲလို့ဆိုတဲ့အခါမှာဘုရားရှင်ကထိုနည်းတူစွာပဲလွတ်မြောက်ရာလမ်းကိုရောက်လို့သူဟာအမှန်တရားကိုမရှာဖွေပဲရိုးရာဓလေ့တိုင်းပူဇော်မှုအမျိုးမျိုးပြုလုပ်ခြင်းနဲ့အစာငတ်ခံခြင်းလိုမျိုးမိမိကိုယ်ကိုနှိပ်စက်တဲ့အကျင့်တွေဘလို့ပဲကျင့်ပါစေအဲ့ဒီသူဟာဒီဘက်ကန်းကနေမြစ်တစ်ဖက်ကန်းကိုဘယ်နည်းနဲ့မှရောက်နိုင်မှာမဟုတ်ပါဘူးဆိုပြီးတရားပြခဲ့ပါတော့တယ်ဂုရုကြီးကလည်းဘဝင်ခိုက်သွားခဲ့ပြီးတော့ကျွန်ုပ်ကျမ်းစာပေါင်းများစွာသင်ကြားခဲ့ဘူးသူတို့တရားများစွာလည်းနာကြားဘူးပါတယ်ဒါပေမဲ့ဘဝရဲ့အမှန်တရားကိုသင်လို့လွယ်ကူရိုးရှင်းစွာနဲ့ဘယ်သူမှရှင်းမပြနိုင်ခဲ့ပါဘူးသင်ဟာလူသားအားလုံးရဲ့မှန်ကန်သောတရားလမ်းကြောင်းစီပို့ဆောင်ပေးမဲ့သူပါပဲမေတ္တာတရားကြီးမားလာသောရှင်ဗုဒ္ဓကျွန်ုပ်ကိုသင်ရဲ့တပည့်ဖြစ်ခံခွင့်ပြုပါတော့လို့ဆိုကတရဏဂုံ၃ပါးကိုစောင့်တည်ခဲ့ပါတော့တယ်နောက်တစ်နေ့မှာတော့ရှင်ဥရဝေလာကတ္တဗနဲ့အတူသူ့ရဲ့တပည့်များအားလုံးရဟန်းခံပြီးတော့သာသနာဘောင်ကိုဝင်ခဲ့ကြတာကြောင့်မြေကမ်းတစ်လျှောက်မှာသင်္ကန်းရောင်ဝါများနဲ့ဖုံးလွှမ်းလို့နေခဲ့ပါတော့တယ်ဘုရားရှင်နဲ့ဥရဝေလာကတ္တဗနဲ့တပည့်များအားလုံးရဟန်းခံသွားတဲ့တဲ့ရင်ကိုမာကရပြည်ကတော်ဝင်ပုံနာသိရှိသွားချိန်မှာအကြီးအကျယ်စိတ်ဆိုးဒေါသထွက်ကုန်ကြပါတယ်ဘုရားရှင်ကပုံတော်များရဲ့ကျမ်းစာကိုစွန့်ပယ်လို့ဘုရားသခင်ကိုလည်းမယုံကြည်တာကြောင့်ဗုဒ္ဓ